အားလုံးပဲမင်္ဂလာပါတန်ကိုကိုမင်းဘလော့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့လင်မယားနှစ်ယောက်တောင်ပေါ်ရာကိုသွားပြီးတော့စာကြောက်ရုပ်တွေတွားဆဲမှာဖြစ်ပါတယ်ခင်ဗျာအခုကတော့ရာမာထမင်းစားပြီးရင်ဖြာဖို့ဆိုပြီးတော့ဒီနှာစင်းနှီးဝါတွားခုန်နေတာပဲဖြစ်ပါတယ်လမ်းတစ်လျှောက်မှာဘယ်လိုမျိုးဟင်းချစ်စာတွေတွေ့မလဲဘယ်လိုမျိုးရှုခန်းလေးတွေကိုကြည့်ရှုခံစားရမလဲဆိုတာကိုသိချင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုစောအောင်ကြည့်ပေးတော့ပါဦးခင်ဗျာနှမ်းရိပ်ပြီးတော့စီးဖို့ပေါ့နော်နှမ်းစီနေဟွာခုတ်တဲ့အခါမှာအဆက်ရှည်ဖို့လိုအပ်ပါတယ်အဆက်ကအနည်းဆုံးတောင်စုပ်လောက်ပေါ့နော်ဒါတော့မပြည့်ရင်တောင်မှတောင်စုပ်လောက်တော့ရှည်ရမယ်ပေါ့နော်ဒါအနည်းဆုံးရှည်လေးကောင်းလေးပေါ့အဆက်ရှည်တဲ့ဟွာလေးကိုရွေးချယ်ပြီးတော့ခုတ်ရပါတယ်ခင်ဗျာဘာလို့အဆက်ရှည်တဲ့ဝါးကိုရွေးပြီးတော့ခွာတယ်လဲဆိုရင်ကျွန်တော်တို့ဒီနှမ်းစီးတဲ့အခါမှာဒီလိန်တဲ့အခါမှာနှီးပြားရှည်တဲ့အခါကျတော့ဒီအာရပါရလိန်လုံးကောင်းပါတယ်နှီးပြားတော်ရင်တော့အမိသူမိလေးမှာကင်ပြီးတော့ပြုတ်ထွက်သွားမှလဲတေချာထိမ့်ပြီးတော့လိန်ရတာဖြစ်တဲ့အတွက်အရန်ကြပါတယ်ခင်ဗျာဒါကြောင့်အဆက်ရှည်တဲ့ဝါးကိုရွေးချယ်ပြီးခွာရတာပဲဖြစ်ပါတယ်ပြီးတော့အနှိဖြာတဲ့အခါမှာလည်းအဆက်ခံပြီးတော့မဖြာခြင်းလို့ပေါ့နော်တစ်ဆက်ထန်းနဲ့တစ်ဆက်ရှည်နဲ့ဒါစီးလို့ကောင်းအောင်ဆိုပြီးတော့အဆက်ရှိတဲ့ဝါကိုရွေးချယ်ရတယ်ဆိုတော့လည်းထပ်မံပြီးတော့ပြန်ပြောချင်ပါသေးတယ်ဝေးရမို့တွေ့တာအခုကျွန်တော်တို့လမ်းမှာအခုတောင်ပေါ်သွားနေတော့မှရှိပါသေးတယ်လမ်းမှာဝေးရမို့တွေ့လို့အများဥမှာဆိုလို့ကျွန်တော်လည်းများနေရဝေးရမို့သွားဝေးရမို့နှုတ်ပါတော့မယ်ခင်ဗျာဒါကတော့ဝေးရမို့တွေပဲဖြစ်ပါတယ်ဒီနေ့တစ်နေ့ရဲ့ပထမဦးဆုံးစတွေ့တဲ့ဝေးရမို့ဖြစ်ပါတယ်ပြီးခဲ့တဲ့ဗီဒီယိုတွေထဲမှာတောင်မို့နှုတ်တာတွေတောင်မို့ချစ်စားတာတွေကိုဒါသင်ငယ်ပြီးပါပြီအခုကြည့်ရှုနေတဲ့မိတ်ဆွေကမကြည့်ရသေးဘူးဆိုရင်ကျွန်တော်ရဲ့ channel ထဲမှာဝင်ပြီးတော့ကြည့်ရှုနေပါလေခင်ဗျာဒါတွေကဝရင်မို့ဖြစ်ပါတယ်ကျွန်တော် data ဘက်မှာတော့ဝရင်မို့လို့ခေါ်တယ်ကျွန်တော်အထင်ပြောရမယ်ဆိုတော့ဒါသူပေါက်နေတဲ့တီနေရာကလည်းတောင်ဖို့မှာမဟုတ်ဘူးဝေယံဘုတ်တွေရဲ့နော်ဝေယံဘုတ်တွေရဲ့အရင်မှာပေါက်တာဖြစ်တဲ့အတွက်ခြေမှာပေါက်တာဖြစ်တဲ့အတွက်ဝရင်မို့ဖြစ်အောင်မထင်တယ်အခုကြည့်ရှုနေတဲ့မိတ်ဆွေတို့ရဲ့ data ဘက်မှာဘယ်လိုခေါ်လဲ comment box မှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာအဲ့တော့ဒီဝရင်မို့ကိုကျွန်တော်တို့အိမ်ရောက်ရင်တစ်ခုနဲ့ချက်စားမယ်ပေါ့ဒါတနေရာမှာဝရင်မို့နှုတ်ခဲ့ပြီးပါပြီဆက်ပြီးတော့ကျွန်တော်တို့ရာကိုလာနေပါတယ်ခင်ဗျာဟာဝရင်မို့နောက်ထပ်တနေရာမှာကျွန်တော်အမျိုးသမီးကဒါလမ်းကနေမြင်ရတယ်ပေါ့နော်လမ်းကနေထမ်းမြင်နေရတော့ဒါအခုတော့နှုတ်ပြန်มาတော့မယ်တစ်ချက်ကြည့်ပါအောင်ခင်ဗျစောလေးကနှုတ်ခဲ့တဲ့ဝရင်မို့နဲ့အခုထပ်နှုတ်မဲ့ဝရင်မို့နဲ့ဘယ်လိုလေးခွာခြားချက်ရှိလဲအပွင့်ကြည့်လားမကြည့်ဘူးလားကြည့်ပြကြပါအောင်ခင်ဗျာဝါသူကနည်းနည်းခက်ကြကြပေါက်တယ်ပေါ့နော်ဒီငုံကဒီပေါက်နေတဲ့မြေကြီးမှာဝါးပင်နေမရှိဘူးဆိုပေမဲ့ဒီတောမီလောင်ရင်နဲ့ကျွန်းသွားတဲ့ဝေယံဘုတ်တွေဖြစ်ပါတယ်ဒါအမှန်တကယ်ဒီနေရာဝေယံဘုတ်နေရာပါဝါးပင်တွေပေါက်တဲ့နေရာဖြစ်ပါတယ်မိုက်တယ်အဲရောက်ရင်ချမောရင်းနဲ့ချစ်စားမလားဘယ်လိုတွေချစ်စားရင်ကောင်းမလဲဟဲဟဲ
ကျွန်တော်တို့ဝင်းရင်မုံနှုတ်ပြီးပြီဆိုတော့ရာကိုစပီးသွားနေပါပြီကျွန်တော်တို့အိမ်ကနေဒါ9နာရီခွဲ6နာရီဝန်းကျင်မှာဒါအိမ်ကနေထွက်ခဲ့ပါတယ်အခုဒါ9နာရီထိုးနေပြီပေါ့နော်9နာရီမှတင်6နာရီ45ဝန်းကျင်လောက်ရှိနေပါပြီခင်ဗျာကျွန်တော်တို့တောင်ပေါ်မရောက်တာ10လောက်ရှိပါပြီခင်ဗျာအဲ့တော့နှမ်းပင်တွေအချင်းတွေဘယ်လိုရှိမလဲအရန်စိတ်ဝင်စားနေပါပြီကျင်းဟစ်တွေရဲ့ဖြစ်စည်းနေတာကိုပဲတွေ့ရမလားပေါ့နော်အရန်ပဲဒါရင်ခုန်နေပါပြီခင်ဗျာဘာလို့ဆိုတော့ကျွန်တော်တို့ကဒီနှမ်းတွေပဲ့တွေကိုပဲအောက်ကိုပြီးတော့ဒီဘယ်လိုပြောရမလဲကိုယ့်ရဲ့ဝမ်းရည်ကိုဖြစ်ရှင်းနေရတာဖြစ်ပါတယ်ကဲအခုကျွန်တော်တို့လမယား2ယောက်ရာသဲလေးပေါ်ကိုရောက်ရှိနေပါပြီခင်ဗျာတဲကတော့တစ်နှစ်ကိုတစ်လုံးဆော့တာဖြစ်တဲ့အတွက် share တော့မဟုတ်ဘူးပေါ့ခင်ဗျာဒါလေးကတော့ကျွန်တော်လမယား2ယောက်သုံးဆောင်မဲ့ဟင်းကြံလေးပဲဖြစ်ပါတယ်ဒီထဲကပါလဲဆိုတော့အမေကတိတ်တိတ်ချာချာထုတ်ပို့လိုက်တဲ့ထမင်းတုပ်ပဲဖြစ်ပါတယ်ခင်ဗျာထမင်းတုပ်ကဒီထမင်းတုပ်နဲ့ဒီထမင်းနဲ့ဟင်းနဲ့တွဲပြီးစားမှာပေါ့ခင်ဗျာအဲ့တော့ဒီ plastic ကဘာလို့လဲဆိုတော့မိုးရွာလို့ဖြစ်ပါတယ်မိုးရွာလို့အမေကအထက်မှာငါပြောပဲထက်မှာထမင်းထည့်တယ်ထည့်ပြီးတော့ထုတ်ပြီးတော့ plastic နဲ့ထုတ်ပြီးထည့်ပလိုက်တာဖြစ်ပါတယ်မိုးတွေကလည်းအုပ်ဆိုင်နေတယ်ဆိုတော့ကျွန်တော်တို့ရဲ့ကိုချစ်တဲ့ခင်ရတဲ့ဒူတဲရောက်ကိုလွမ်းစိတ်တွေဖြစ်ပေါ်စေတဲ့ဒါမြင်ကွင်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒါနားပြီးပြီဆိုတော့နှမ်းကင်းထဲမှာစာကြရောက်တည်ဆွဲပါတော့မယ်ခင်ဗျာအဲ့တော့ခိုးပဲတောဇက်ကိုနော်တောဇက်ဆိုတာကဒီတက်ပင်ကြီးရှိတဲ့ဘက်ကိုအရင်ဦးစားပေးပြီးတော့စာကြရောက်တည်ဆွဲပေးရမယ်ပေါ့နော်ဒါကတော့နှမ်းပင်အတွက်အဆင်မပြေတဲ့မြေအမျိုးအစားဖြစ်တဲ့အတွက်ကျွန်တော်တို့ပဲစင်ကုန်တီးတဲ့စူထိုးထားတာဖြစ်ပါတယ်ခင်ဗျာဒါလေးကတော့ကျွန်တော်တို့ဒေတာအခေါ်ငပြုတ်တီးဖြစ်ပါတယ်ငပြုတ်တီးကျွန်တော်တို့ဒါထမင်းနဲ့အတူစားဖို့ခိုးလိုက်ပါပြီဒါအမေတို့အဖေတို့စားဖို့တစ်လုံးကျွန်တော်တို့လည်းမျက်နှာဒါဟင်းမကောင်းလို့ပေါ့ဟင်းမကောင်းလို့ဆိုတာတော့ဟင်းကောင်းပါတယ်ထမင်းနဲ့တွဲပြီးစားဖို့တစ်လုံးပေါ့ဗျာအဲ့တော့ငပြုတ်တီးနှလုံးရပါပြီဒါကတော့ကျွန်တော်တို့ဒေတာအခေါ်ဘောင်းမရွက်ဖြစ်ပါတယ်ဘောင်းမရွက်လို့ခေါ်ကြပါတယ်မိတ်ဆွေတို့ရဲ့ဒေတာဘက်မှာတော့ဘယ်လိုခေါ်ကြတယ်လဲမသိဘူးခင်ဗျာဒါကတော့ဘောင်းမရွက်ပါခြေထဲမှာထည့်ပြီးဇီဒီတို့မကြီးဒီအမှဲ့တို့လည်းပေါ့နော်ဒါခြေကြိုးပြီးတောက်ပါတယ်အဖက်လဲစားပါတယ်စားကြောက်ဒီမဆွဲခင်ရာခင်းနဲ့တွေ့တဲ့ဟင်းချစ်စရာလေးတွေကိုဒါလွေထဲမှာစုထားတာဖြစ်ပါတယ်ကဲခုကတော့စာကြရောက်ဆွဲမဲ့နေအောင်ရောက်ရှိနေပါပြီခင်ဗျာကျွန်တော်အမျိုးသမီးကတော့ဒီအိမ်ကနေယူလာခဲ့တဲ့ဒီအိတ်ထဲမှာဘယ်လိုမျိုးအစတွေပါမလဲပေါ့နော်အဲ့တော့ဒီရကင်းထဲမှာပဲကျွန်တော်အမျိုးသမီးကိုယ်တိုင်ဒီဇိုင်းထွင်ပြီးတော့ဆွဲမှာဖြစ်ပါတယ်အိတ်တွေပါတယ်အင်ကြီးအစုပ်တွေပါတယ်နော်အဲ့ဒါတွေကိုလုပ်ပြီးတော့ဆွဲမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်အမျိုးသမီးဒီဆွဲမဲ့အယုတ်တွေကိုပြင်ဆင်နေတော့မှကျွန်တော်ကအယုတ်ဆွဲချိတ်မဲ့ဂိုင်းတန်တွေကိုခုတ်နေတာပဲဖြစ်ပါတယ်
အခုကကျွန်တော်အမျိုးသမီးဆွဲချိတ်ပြီးတော့ဂိုင်းနံတွေကိုအယုတ်ဆွဲပြီးတော့ပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ကိုယ်တိုင်ရာခင်းထဲမှာသွားထောင်မှာဖြစ်ပါတယ်ဒီသိငုတ်တွေကိုရှာပြီးတော့သွားထောင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒါဂိုင်းနံဆွဲတဲ့အခါမှာလှဲပြီးတော့ဆွဲရပါတယ်ထောင်ပြီးဆွဲလို့ဆိုရင်ဒီအယုတ်ရဲ့ကြိုးတွေကလေလာတဲ့အခါမှာညှိပြီးတော့ပတ်နေတတ်ပါတယ်ခင်ဗျာဒါကတော့နောက်တရုပ်ပေါ့နော်နောက်ထပ်အယုတ်တစ်ခုပေါ့ဒါကျွန်တော်မိမကသူ့စိတ်ထဲမှာရှိတဲ့အတိုင်းဒါလုံနေပါပြီခင်ဗျာကျွန်တော်တို့ဒါအိမ်မှာရှိတဲ့အင်ကြီးအစုပ်တို့ဘာတို့လေအိတ်စုပ်တို့အခုလိုမျိုးပေါ့နော်ကျွန်တော်ဒေတာဘက်မှာဒါစာကြရုပ်အဖြစ်အသုံးပြုလေးရှိပါတယ်ခင်ဗျာဒါကတော့စာကြောက်သေးဆွဲပြီလို့ဒါရခင်းထဲမှာခန့်ကျင်တီတီများဒါမှဲ့နေပြီလားတော့ကြည့်နေတာဖြစ်ပါတယ်အဲ့တော့မမှဲ့သေးတာဖြစ်တဲ့အတွက်အသေးကိုပဲဆက်သွားလိုက်ပါတော့မယ်အခုကတော့ဓမင်းစားပြီးရင်နှမ်းစင်းကြီးအလွယ်တကူဖြာလို့ရအောင်ဆိုပြီးတော့ဝါးတွေကိုပိုင်းပြီးဒါနှီးဦးလောင်းထားမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့မနေ့ကစာကြောက်ဆွဲဖို့ဆိုပြီးတော့ရာခင်းထဲကိုအသွားမှာတွေ့တယ်ဟင်းချစရာလေးတွေပဲဖြစ်ပါတယ်အဲ့တော့ငပြုတ်တိရဲ့ဘောင်းမရွက်ရဲ့ဟိုဘက်ကကျတော့ကျွန်တော်တို့ဒေတာခေါ်ထွန်းတုံးရွက်လို့ခေါ်ပါတယ်လက်ထွန်းရထွန်းမှာတုံးတဲ့ထွန်းတုံးရွက်ဖြစ်ပါတယ်အဲ့တော့ဝရင်မိုးရဲ့ဒါရုံးပလီဒီရဲ့1200ရတယ်ပေါ့ဗျာကဲတော့ကျွန်တော်တို့ထမင်းစားပါတော့မယ်အဲ့ကျွန်တော်အမျိုးသမီးကတော့ဒါမနေ့ကခတ်ခဲ့တဲ့ရင်းနဲ့လက်ဆေးပြီးတော့ဒါငပြုတ်တိကိုဒါလီနဲ့ခွင်မာတော့မယ်ခင်ဗျာကျွန်တော်တို့ဒီတောင်ပေါ်ဒေသတွေမှာကဒီစပြမှုန်တွေဘာတွေအများအားမဆောင်နိုင်ပါဘူးအခုလိုပဲဒါရင်းနဲ့ဖြစ်တယ်လို့လက်ဆေးပြီးတော့စားတော့ပါတယ်ခင်ဗျာကျွန်တော်တို့လိုဘဝသူတွေကတော့ဒီအကြောင်းအရာလေးတွေနားလည်သဘောပေါက်ကြလိမ့်မယ်ထင်ပါတယ်
ကဲအမေကကျွန်တော်တို့စားဖို့အတွက်ဘိုင်းတွေထည့်ပစ်လိုက်တယ်လဲကြည့်လိုက်ကြအောင်ပါဒါကတော့ကြောင်ညာလေးကိုမီးဖုတ်ပြီးတော့စီနှမ်းစီလေးနဲ့တုပ်ပြီးပစ်လိုက်တာပါဒါကတော့ချမောင်ကြောင်နဲ့ချမောင်ရက်ကိုအချောက်လှမ်းထားဖြစ်ပါတယ်ချမောင်ကြောင်နဲ့ရုံမလီတီနဲ့ချက်ထားတာပါဒါကတော့မြင့်ချက်ထားတာဖြစ်ပါတယ်ကဲအဲ့တော့ကျွန်တော်တို့ဓမြ2ယောက်ဒါရာသက်လေးပေါ်မှာဒါထမင်းစားပါတော့မယ်ဇလုံးကတယောက်တစ်ခုစီမငှတဲ့အတွက်ဒီစောလေးကဒီငပြုတ်တိလှီးထားတဲ့ဒါဇလုံးထဲမှာကျွန်တော်အမျိုးသမီးအတွက်ထမင်းထိုက်ပြီးတော့စားမယ်ကျွန်တော်ကတော့ဒီငပြော့ဘက်ထဲမှာပဲခွဲပြီးတော့နေရာလေးခွဲပြီးတော့ငပြော့ဘက်ထဲမှာပဲစားပါမယ်အခုမြင်နေရတာကတော့ကျွန်တော်တို့နတ်စာတင်မှာဖြစ်ပါတယ်အခုကျွန်တော်တို့ရဲ့ထမင်းဟင်းတွေကိုအိမ်မှာဖျားဆွမ်းကတ်ခဲ့ပြီးပါပြီကတ်ခဲ့ပြီးတော့ဒီဖြည်းဖြည်းကတ်ခဲ့ပြီးပေါ့နော်အခုကတော့ဒီတောထဲမှာရောက်တဲ့အခါမှာဘယ်နေရာမှာပဲရောက်ရောက်ကျွန်တော်တို့နတ်စာတင်ရပါတယ်တောင်းဆောင်ရမြခင်ဗျာကျွန်တော်ဇနီးမောင်နှံနှစ်ဦးကနေစားဦးတောက်ဦးတင်မြောက်ပါတယ်တောင်းဆောင်မှုပါပြောမဆိုမရှင်းလက်ခွန်တော်မူပါခင်ဗျာကျွန်တော်ရဲ့လောက်စပင်းလေးဖြစ်ထွန်းအောင်မြင်အောင်ကြည့်စုစောင့်ရှောက်ပေးပါခင်ဗျာကဲနတ်စာတင်ပြီဆိုတော့ကျွန်တော်တို့ဇနီးမောင်နှံ2ယောက်ဓမင်းစားပါတော့မယ်ကျွန်တော်တော့အရန်အိုင်လွန်းလို့ဒါမယုံမသိဒါအင်ကြီးချွတ်ပြီးစားလိုက်ပါတယ်ခင်ဗျာကြည့်ရှုသူမိတ်ဆွေပြားအစင်မပြေကြည့်ရတာအစင်ပြေဘူးစင်လဲဒါကျွန်တော်ခွန်လပါကျွန်တော်ခွန်လပါခင်ဗျာကြည့်ရှုနေတဲ့မိတ်ဆွေတွေအားလုံးဓမင်းလာစားကြပါအောင်ခင်ဗျာဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ဒေတာဘက်မှာဓမင်းစားပြီးပြီဆိုရင်နှိမ်ခင်းမှာပေါ့နော်ခဏနားယူအိတ်စလေးရှိပါတယ်ဒီကနေ့ကတော့ကျွန်တော်တို့2ယောက်မိုးလဲအုံနေတာဖြစ်တဲ့အတွက်ဒါစကားပြောရင်နှမ်းစင်းလေးဖြာပြီးနေပါတော့မယ်ခင်ဗျာဗီဒီယိုကိုစောင့်ကြည့်ပေးခဲ့ကြတဲ့မိတ်ဆွေတွေအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ